ဒီနေ့မှာတော့စုကစုချောင်းကိုပြောပြရင်းနဲ့ make up ပြင်ပြမှာပဲဖြစ်ပါရဲ့ရှင်အခုမှာတော့စုကမြက်ကပ်မှာ online shop နဲ့ Thrift Vantage အတဲ့ online shop လေးကိုလုပ်နေရပဲဖြစ်ပါတယ်အရင်ကတော့ content creator ဖုန်းဆိုင်တို့ game မုတ်ဆိုင်တို့ local brand clothing တို့မှာလုပ်ပါရဲ့ရှင်ခဏနေကြရင်စုရဲ့ Vantage အထည်လေးရိုက်ရမှာမို့လို့ make up ပြင်နေရပဲဖြစ်ပါရဲ့ YouTube မှာအခုလိုမျိုး vlog လေးတင်တာပထမဆုံး first time ဖြစ်ပါရဲ့အဲ့ဒါကြောင့်မို့လို့လေအမားပါရင်ပြောရဆိုရရင်မားရင်လည်းခွင့်လွှတ်ပေးကြပါအောင်ရှင်လိုအပ်ချက်လေးရှိရင်လေဝေဖန်ထောက်ပြပေးကြပါအောင်ရှင် vlog လေးတွေရိုက်ရတာဝါသနာပါတာအကြောင်းမို့လို့ဒီ YouTube မှာလာတင်တာပေါ့အရင်က TikTok မှာလည်း content ပိုင်းစုဆိုပြီး account တစ်ကောင်နဲ့ run ဘူးရဲ့အဲ့ account ကလည်း policy တစ်ခုကြောင့်ထိပြီးတော့ပြတ်သွားတာကိုကြောင့်တော့မဟုတ်ဘူးเนาะသူများ comment လာမှတ်ပြီး report တွေလာထုတာကြောင့်ပေါ့เนาะအဲ့ဒါကြောင့်ပြတ်သွားတာပါရှင်ဆိုတော့ကျမလည်းအခု make up ပြင်နေရဘာပြင်လို့ပြင်နေမှန်းတော့မသိသူ့ပါနေသူရောထွက်သွားမှကျမလည်းအပြင်တက်ရရောမဟုတ်ဘူးတက်လောက်မတက်လောက်လေးပြင်နေရပါတော့ဗီဒီယိုလေးရိုက်ရမှာဆိုတော့ပြင်ဖို့လိုရလေးမျက်နှာပြောင်နေဆိုကြည့်ရတမျိုးဖြစ်နေလေနော်အရင်တော့ကတော့သူများတွေကို personal branding content creator လုပ်ပေးရအခုတော့ကိုပါနေကို content create လုပ်မယ် personal branding တည်ဆောက်မယ်ဆိုပြီးတော့ဒီ content ပိုင်းစုလေးကို run ဖြစ်တာပဲဖြစ်ပါရဲ့ရှင်ဆိုတော့ကျမရဲ့အထည်လေးတွေရိုက်ဆရာရှိရာရိုက်လိုက်ပါအောင်မယ် content ပိုင်းစုကိုလည်း subscribe လုပ်ပေးဖို့မျှော်လင့်ပါတယ်ရှင် bye bye